မြေသားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ကားတွေရောမကြည့်အောင်ကြည့်အောင်โอ้ရေတွေကိုထွက်လို့ကြည့်အောင်အောက်ထဲမှာရေကြီးထားတဲ့အချိန်နဲ့ဝါးတယ်ဒါမှမဟုတ်တော့ဒီလမ်းကြောင်းတလားလောက်တော့ဟိုင်းရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရောဒီနေသားကိုတလားလောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုတိတ်မရှိပြီမဲ့ဒီကျဲကြီးကြောင်းကျတော့အင်မတန်မှဟိုမှာကားကြီးကိုဘက်ဆက်သွားလို့မရတော့မရတော့ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်လဲအဲ့ဒါယူကားတစ်စီးမှာလည်းတော့ဘာမှမဟုတ်ဘဲနဲ့ရှေ့ဘလို့ရတဲ့ကူးကြမှာလို့ရပါတယ်အပေါ့လေဆိုခုနိုင်တယ်လူကူမင်းတို့